ဒါဟာအသင်းလိုက်အချိတ်ဆက်မိမိနဲ့ပြိုင်ဘက်ခံစစ်ကိုဘလို့ဖြိုခွင်းရမလဲဆိုတာပြသလိုက်တာပါပဲဗန်ဒဘီကစတင်ပြီးဘရူနိုစီကိုပေးလိုက်တယ်ဘရူနိုကလည်းနောက်ဖနောက်လေးနဲ့ချက်ချင်းပဲပြန်ချပြီးခဲ့တာပါဗန်ဒဘီကပဲကစားကွက်ကိုဆက်လက်ပုံဖော်ပြီးကွင်းလယ်မှာရှိနေတဲ့မာတာစီကိုပေးပို့လိုက်ပါတယ်မာတာကတစ်ချက်ကြည့်လိုက်တာနဲ့ Rashford ရဲ့အပြေးလွှားလှုပ်ရှားမှုကိုတန်းမြင်လိုက်တာပါ Rashford ကလွတ်နေတဲ့နေရာတွေကိုပြေးဝင်နေပြီဖြစ်တယ်လို့မာတာကလည်းကြည့်တောင်မကြည့်ပဲသူ့လမ်းကြောင်းလေးကိုအပိုင်ပေးလိုက်ပါတယ် Rashford ကဘေးတောင်ပံကနေရှေ့ကိုဆွဲတက်သွားပြီမဲ့တကယ်လှုပ်ရှားမှုကသူ့နောက်မှာဖြစ်နေတာပါ Bruno ကအချီနီအားလုံးကိုရိပ်မိပြီးကစားကွက်နောက်ကိုလိုက်ပါလာပါတယ် Rashford ကအတွင်းကိုချိုးဝင်လိုက်တဲ့အချိန်မှာ Bruno ကဘဲဘက်ကနေပြေးထွက်လာပါတယ်အခုတော့နောက်ခံလူပြားများသွားပြီပေါ့ Rashford ကိုပဲကတ်မလား Bruno နောက်ပဲလိုက်ရမလားသူ Rashford ကိုရွေးလိုက်တာကတော့အမှားကြီးဖြစ်သွားပါပြီ Rashford ကအကွက်ကိုချက်ချင်းမြင်ပြီးမျောထိုးပေးလိုက်တဲ့အခါ Bruno တယောက်လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားပါတော့တယ်